နေကောင်းကျန်းမာကြပါရဲ့လားခင်ဗျာအခုတစ်ခေါက်မှာတော့နန္ဒဘယင်ရဲ့ဒုတိယသားတော်မင်းရဲ့ကြော်သာဆောင်အကြောင်းကိုတင်ပြကြပါရခင်ဗျနမဲတူမရှာလူတူမရှာဆိုသလိုအဲ့ဒီဘက်ခေတ်တွေမှာလည်းမင်းရဲ့ကြော်သာဆိုတဲ့ပွဲနာမည်တွေကအများကြီးရှိခဲ့ပါတယ်ဖခင်ဖြစ်သူနန္ဒဘယင်ကိုယ်တိုင်ကပင်ဦးကြီးတော်တပင်ချွေတီးပေးခဲ့တဲ့မင်းရဲ့ကြော်သာဆိုတဲ့ပွဲကိုရရှိခဲ့ဘူးသူဖြစ်ပါတယ်ဗျနန္ဒဘုရင်ရဲ့သားတော်မင်းရဲကျော်စွာကိုမြန်မာသက္ကရာ929ခုနှစ်နတ်တော်လတနင်္ဂနွေနေ့ AD 1568ခုနှစ်နိုဝင်ဘာလမှာဖွားမြင်တော်မူခဲ့ပါတယ်။မွေးချင်း9ဦးထဲမှာ6ယောက်မြောက်သားတော်ဖြစ်ပါတယ်။နန္ဒဘုရင်နဲ့ဟန္တာဝတီမိဖုရားကြီးတို့မှာသမီးတော်4ပါးသားတော်3ပါးထွန်းကားခဲ့ပါတယ်။သားတော်3ပါးကမင်းကြီးစွာမင်းရဲကျော်စွာနဲ့မင်းကြီးနှောင်းတို့ပဲဖြစ်ပါတယ်။မင်းရဲကျော်စွာကဇလံတွဲတဲကလိုရောတကယ်ရာဇဝင်မှာပါဆိုးသွမ်းတဲ့ကောင်သိုးလေးပုံစံဖြစ်ပါတယ်ဇလံထဲမှာမင်းရဲကျော်စွာရဲ့ဇက်ကောင်မိတ်ဆက်ကိုနားထွေးမင်္ဂလာနဲ့ပြသသွားတာဟာတကယ်ကိုခမ်းနားလှပပါတယ်မြန်မာတယောက်အနေနဲ့နားထွေးမင်္ဂလာအခမ်းအနားကိုတခါမှမမြင်ဘူးပေမဲ့ဒီဇက်ကားထဲမှာပထမဦးဆုံးမြင်ဘူးတာပါတကယ်မင်းရဲကျော်စွာရဲ့ပုံစံဘလို့ရှိခဲ့တယ်မသိပေမဲ့ဇလံတွဲတဲကမင်းရဲကျော်စွာကချစ်စရာလေးပါဇလံသွားလာအရာမင်းရဲကျော်စွာဟာပြည်သူတွေအပေါ်မှာလည်းတနာညှတာမှုမရှိတာကိုတွေ့ရမှာပါသက်တော်16နှစ်အရွယ်မှာအင်းဝဘယင်ခံအနေနဲ့အုပ်ချုပ်ခဲ့ပြီး1593ခုနှစ်ယူရီးယားစစ်ပွဲမှာနောင်တော်မင်းကြီးစွာကြာတော်မူတဲ့အတွက်ခမဲတော်နန္ဒဘယင်ကမင်းရဲကျော်စွာကိုဥပရာဇာအယယခန့်အပ်ဖို့ပြန်ခေါ်ရမှာအင်းဝကနေဟန္တာဝတီသို့ဆုံဆင်းလာခဲ့တဲ့အတွက်မင်းရဲကျော်စွာဆုံဆိုပြီးခေါ်တွင်ခဲ့ကြပါတယ်ထို့သို့ဆုံဆင်းလာရာလမ်းတစ်လျှောက်မှာတွေ့သမျှပြည်သူတွေကိုဖမ်းဆီးလာခဲ့ပါသေးတယ်။ဟန္တာဝတီမှာဥပရာဇာဖြစ်လာတဲ့အခါပြည်သူတွေအပေါ်ညှဉ်းပန်းနှိပ်စက်တာတွေဆန်တပါးသေးခွက်ကိုလိုသလိုချဲလဲတာတွေကြောင့်မင်းရဲကျော်စွာဆုံကိုသိုးသွမ်းတဲ့ဥပရာဇာအဖြစ်ရာဇဝင်မှာမှတ်တမ်းပြုခဲ့ပါတယ်။နန္ဒဘုရင်လက်ထက်မှာဟန္တာဝတီကအင်အားရုပ်ရော့လာတဲ့အကြောင်းကိုချေဗီဒီယိုမှာပြောပြထားပါတယ်။ဒါကြောင့်တောင်ငူဘုရင်မင်းရဲတိဟသူကဟန္တာဝတီကိုလာရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။မင်းရဲကျော်စွာဆုံးလည်းတောင်ငူဘုရင်ထံအညံ့ခံခဲ့ပါတယ်။တောင်ငူနဲ့ဟန္တာဝတီဟာတမိုင်းရာတွင်အစဉ်လာအရညီအမမျိုးလို့ပြောလို့ရပါတယ်။တောင်ငူဘုရင်မင်းရဲတိဟသူရဲ့မိဖုရားကနန္ဒဘုရင်ရဲ့ညီမမင်းခင်စောဖြစ်ပြီးမင်းရဲကျော်စွာဆုံးရဲ့အတော်ဖြစ်ပါတယ်။မင်းရဲတိဟသူနဲ့မင်းခင်စောတို့ရဲ့သားတော်ကနတ်ရှင်တောင်ဖြစ်ပါတယ်။ဒါကြောင့်မင်းရဲကျော်စွာဆုံးနဲ့နတ်ရှင်တောင်တို့ဟာညီအကိုဝမ်းခွဲတော်ပါတယ်။ဘလို့ပဲသွေးသားတော်ဆက်ပါသည်ထီးနှံအရရာနေရအတွက်တိုက်ခိုက်လာရတဲ့အခါသွေးသားဆိုတာရန်သူထက်ပိုပြီးကြောက်စရာကောင်းပါတယ်။မင်းရဲကျော်စွာဆုံးလည်းညီတော်နဲ့အတော်ရဲ့လက်ချက်နဲ့ပဲနတ်ရွာဆန်ခဲ့ရပါတယ်။တမိုင်းအကြောင်းအရာတွေဆိုတာအတိတ်ကဖြစ်ပျက်ခဲ့တဲ့ပြီးခဲ့ပြီးသားအကြောင်းအရာတွေဆိုပေမဲ့ကျွန်တော်တို့ထဲထဲဝင်ဝင်လေ့လာကြည့်တဲ့အခါကောင်းတာလုပ်ရင်ကောင်းကျိုးခံစားရသလိုဆိုးတာလုပ်ရင်လည်းဆိုးတာပြန်ခံစားရတယ်ဆိုတာသင်ခန်းစာယူလို့ရပါတယ်ကိုစိုက်တဲ့သီးနှံကိုပဲပြန်ရိတ်သိမ်းရတယ်လို့ပါဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုအသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဗျ